guys အားလုံးပဲမင်္ဂလာပါတကယ်ကြီးတော့ကျွန်တော် YouTube channel ကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရလားကျွန်တော်တို့ဒီနေ့မှာတော့ဟောနော်အန်တိုင်းတဲ့ပေါင်စီကိန်းလို့ခေါ်တဲ့ဒီကိန်းကိုဘယ်လိုဆောက်ရမလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်အားကြောင့်ဗီဒီယိုလေးကိုစလိုက်အောင် Love floating, You used to say you in love, I used to say sit back, thinking that shit from the heart. Now look where the fuck are we at? Girl, you got me just going up bad. Love stressing you. ကဲကျွန်တော်တို့ဒီဘောနော်အန်တိုင်းတဲ့ပေါင်စီကိန်းကိုဆောက်မယ်ဆိုတော့ကျွန်တော်တို့အစသွားရလိမ့်မယ် 5 days ဆိုင်ရတွေစပြီးတော့သွားရလိမ့်မယ်5 days ဆိုင်ရဘယ်လိုလဲဆိုကြောင်းပြမှာဒီ5 days ဆိုင်ပေါ့နော်ဒါသားလုံးမှာspace left ဆိုတာရှိရဲ့အဲ့ဒါ brother တို့10ခုပေးထားလိုက်မယ်အဲ့ဒါနဲ့ဖောက်ရကျွန်တော် medical တို့ legendary တို့ပေါက်ပါတယ် legendary ရတော့အမြင့်ဆုံးပါကဲဒါတော့ basic ဖြစ်ပြီးတော့ထိုးလိုက်တစ်ချက် mod တင်လာပဲဖြစ်ပါတယ်တစ်ချက် mod ထိုးတာပေါ့နော်ဒါကတော့ smash ဖြစ်ပြီးတော့နှစ်ချက်ထိုးမှာပဲဖြစ်ပါတယ်ကျွန်တော်သူများဖီကိုယူထားရတော့လေနားလည်းပေးစီကြည့်ဖို့တောင်းဆိုကြည့်ပါမယ်လောက်ကချကတော့ဒီလို၃ချက်ထိုးတာပေါ့နော်ထားတဲ့ရလဲတစ်ချက်ပဲထိုးအဲဒါမဲ့ဒါမရတော့စိတ်နေပေါ့နော်ကောင်းတာကတော့ဒီမျိုးပေါ့နော်မထိုးလိုက်တာပါမရှောင်းပြီးထိုးလိုက်တော့ပေါ့နော်ကဲကင်မာကူရဟာကင်မာကူရအဲ့ကောင်ကြတော့ဒီမျိုးထိုးတာပေါ့နော်ဘာသာထိုးဘာသာကြည့်လိုက်ပါမထိုးတာပေါ့နော်ဘုံကမ်းကဲကွန်ဆိုစ်ကတော့ဒီမျိုးပေါ့နော်ဘာသာတို့ထားကိုကျွန်တော်ခုနပြတဲ့ Friday ဆိုင်မှာသွားလဲရမှာပဲဖြစ်ပါတယ်ဘုံtester ကတော့ဒီမျိုးရန်သူကိုရှောင်းလောက်လိုက်ပြီးတော့ရန်သူကတွေ့လားအောက်ကလေကွင်းဘုံဆိုတာဒီလိုမျိုးပါဘုံ change ကတော့ဒီလိုထိုးတာပေါ့နော်ဘုံဟမ်မာတော့ကျွန်တော်ဘုံဘာလဲမသိဘုံထုံးအားရောက်ကောင်းလိုက်လားခွမ်း Oppo ကတော့ကျွန်တော်သုံးနေတဲ့အထဲမှာလည်းပါပါတယ်ဖုံတော့ဒီလိုမျိုးပေါ့နော်မိုက်တယ်မိုက်ဖူဒမ်စီယိုဖုံဟယ်လိုကတော့ဒီမျိုးပေါ့နော်ဘညလုံးတစ်ဖက်ရှောင်းသွားပဲပေါ့နော်အနီမီကမမြင်ရတော့ကျွန်တော် woof ကတော့ကျွန်တော်ဘောနော် M2 ပါ M2 ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ပြီးကြပြောပြမယ်ကျွန်တော် Hitman တော့ဒီပေါ့နော်ဘဆိုပြီးထိုးတာပေါ့နော်ထိုးပြီးဖောင်းတင်း KO တော့ဘူးလီကတော့ကျွန်တော်ဒီမျိုးပေါ့နော်ရှောင်းပြီးတော့ခေါင်းနဲ့တိုက်ဒုံယောဘုံကဲစလကကတော့ကျွန်တော်တို့မတုံးဘူးပဲကြံပြီးစလကကျွန်တော်လည်းမကြိုက်ဘူးတော့အတက်စပီလည်းနေတယ်ဒီမျိုးပေါ့နော်အများကြီးနေတယ်ဒါနဲ့သူ့အဲ့ဒီနေရာမိုက်ကဲကျွန်တော် iOFAS ကတော့ကျွန်တော်ကြိုက်တဲ့နေရာမှာပါပါတယ်ဟိုနော်အနီမီယာကိုချက်ထိုးလိုက်မယ်တစ်ချက်ထိုးပြီးကျွန်တော်ပေါ့နော်သူကိုကနန်ရိုးထိုးလိုက်မယ်နောက်ပြီးအနီမီယာကာမယ်ကာတဲ့ချိန်ကကိုကပြေးပြီးတော့ဘောင်းဆိုပြီးပြောတာပေါ့နော်နောက်ကြည့်ဘောင်းကဲ ghost ကတော့ဒီမျိုးပေါ့နော်ဗတ်တစ်ချက်ထိုးပြီးနောက်တစ်ချက်ပြောဒီမှာနောက်တစ်ချက်နောက်ပြီးရစာသားနဲ့မှာ goodbye ဘောင်းမရှော့ပြီhook ကတော့ကျွန်တော်ကြိုက်တဲ့ဟင်းမှာလေးပါပါတယ်ဒါကြိုက်ပါတယ်ဒီနော်မိုက်တယ်ဖီနိုကလည်းမိုက်ပါတယ်ရှောင်းပြီးထိုးတာပေါ့နော်ရှောင်းပြီးထိုးတာဖင်း
ကျွန်တော်ဒီပေါ့နော်စပေတွေကြောင်းဒီ fight ဆိုင်အကြောင်းတွေလည်းပြောရဆိုရင်ကျွန်တော်ဖဲတယောက်နဲ့သွားထိုးပြမယ်ကြည့်နေကျွန်တော်ဖဲတယောက်နဲ့သွားထိုးပြဖဲတယောက်နဲ့သွားထိုးမယ်ဟဲ့အိုးဟိုးနာမှာကြည့်အောင်ကဲဝေးရွယ်နောက်တွေလာကြဟဲ့နေဒီထိုးနေလားဒီဘဲမှာဟိုနော်ကျွန်တော်တို့အစ်စ်ထွက်လာတဲ့ကျွန်တော်ဟိုဟာရှိရမို့နော် fight ဆိုင် quiet ဆိုတာကျွန်တော် block ကတော့ကာတာပါကျွန်တော်ဒီမှာပြောပြပါမယ်ကျွန်တော်က block ကာထားရင် enemy block ကာထားရင်ကျွန်တော် heavy attack မသုံးဖို့ကြပေးရတယ်light attack ကတော့ထိုးတာပေါ့နော်ထိုးတာများတာ heavy ကတော့ light attack ရဲ့ damage နှစ်ဆရှိပေမဲ့သူကနေပါရဲ့ပေါ့နော်ဟိုဒီမှာ block ကာထားရင်လေ light attack နဲ့ထိုးပါဒီအပြာရောင်စာကြောင်းလေးတွေကဘာလဲဆိုတော့ snarman တာပါဘာလဲဆိုတော့တက်လို့ပေါ့နော်ကျွန်တော်အကောက်ကုံဝိုင်းဟိုဟာဖြစ်တယ်ပေါ့နော်တို့လူကမောသွားတယ်ဗျတီးအောင်မှာ block ကာထားဟို heavy မထိုးဖို့ကျွန်တော်ကြာပေးရနော်ဟို dash ကတော့ဘာလဲဆိုကျွန်တော်အရှိတိုးရတာပေါ့နော်ကျိုးဒီပေါ့နော်ကြောင်းမှာဒီအပေါ်က3ကွက်တွေ့လားပထမဆုံးအကွက်လေးအဲ့ဒါ special skill လို့ခေါ်ပါတယ်ကျွန်တော်ကတော့ဒီမို့နော်ဒီ special skill ပါတာ5ဆိုင်ထဲမှာ3ခုပဲလားမသိဘူးအဲ့ဒါပဲရှိရဗျာနော်ဟို3ခုပဲရှိရကျွန်တော်ကတော့ဒီပေါ့နော်အဲ့3ခုတည်းတစ်ခုရတော့ရယ်ကဲကျွန်တော်ထိုးနေပါပြီကဲဓာတ်ဆိုတာကဘာလဲဆိုတော့ရှောင်းတာပါအနောက်တွေရောဒီဘေးတိုင်းတွေရောရှောင်းလို့ရရပေါ့နော်အဲ့လိုမျိုးရှောင်းလိုက်ဟိုဘက်ကထိုးရကျွန်တော်တို့ပေါ့နော်ဒီ perfect dot ဆိုတာရှိပါတယ် dot ဆိုတာဘာလဲဆိုတော့အမှန်တော့ရှောင်းတာပါဒီလား dot ဆိုတာရှောင်းကြီးပေါ့နော်မသိတဲ့ကောင်ပြောပြခဏကျွန်တော် perfect dot ရောက်လို့ဟာလိုက်လာလက်ဟာရောက်ပင်း2000ကျော်တဲ့ကျေးဇူးရော့ perfect dot ရမလားရော့ဘုံတော့ပေါ့နော်ဒီမှာ heavy attack ရောက်ပြီးသုံးနေပါတယ်ဒါပေမဲ့အဘဲကမရှောင်ဘူးပေါ့နော်မရှောင်တော့ perfect တော့edimate ဟဲ့ဟေး edimate နှမျိုးကြာကြီးကွာတွေးနေနေဟိုဘက်ကတွေ့လားအဲ့ဒါ perfect dodge ပေါ့နော်ဟိုဘက်ကတွေးနေနေအဲ့လိုမျိုး edit မသုံးဘူးကျွန်တော်ကြာပြီးရဒါကတော့ counter offer တွေပါဝယ်လို့ရပါပြီးကြကျွန်တော်ပြပါမယ် counter offer တွေပေါ့နော်ကဲကျွန်တော်ရှောင်ပြီအဲ့ဒါ perfect dodge ပဲအဲ့လိုမျိုးရှာရင် edit တို့ဘာလို့သုံးဒါမှမဟုတ်ဒီမို့ block ကုံဝိုင်းပေါ့နော် block ကုံကန်ကြီးကြဒါမှမဟုတ်ကုံဝိုင်းဒီမို့ဟိုဘက်က novel တစ်ချက်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာ edit သုံးလို့ရပါတယ်ချော့ဖောင်းဟာမထီးဘူးကဆောက်ချက်ကိုချော့ရော့ကဲတော့ perfect dot ရနိုင်လား perfect dot bro တော့အဖိုက်လေးဆိုင်တကြီးငါအဲ့ဒါကြောင့်ဖုန်းတာတိလားကျိုးပါမင်းငါဖောက်လေမပေါက်စပီတရာကျော်ပဲကုန်သွားမယ်အေးငါတော့ရှော့ပြီဟာရှော့ပြီဒါပေါ့နော်ကျွန်တော်တို့ဒီမို counter offer တွေရပါတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ဘာသာဝယ်ထားတဲ့ဟာတိုင်းပဲဟိုနော်တက်ကြတာပေါ့နော်perfect dot ရော့အမ edimate ကျွန်တော်ကတော့ epo ပဲဖြစ်ပါတယ်ကျွန်တော် edimate ကဖုန်းဟို dam zero bro ဖုန်းတားတည်တာဟာရောက်ရေးဟိုဘက်ကကြောက်စရာကြီးကဲ pause လာရတော်တော်လက်တွေပါတိလားရော့တော့ heavy နဲ့မထိုးဘူးနော် heavy နဲ့ထိုးရင်အလွယ်တကူရှောင်လို့ရပြီတိလားရှာကြီးတွေဆိုရင်လေဘအေးတေရောရအမ perfect dot ရော့အမ heavy perfect dot ရရင်ကျွန်တော် heavy သုံးဖို့ကျွန်တော်ကြာပေးရပါတော့ဟိုပေါ့နော်အဲ့လိုမျိုးblock ကကုံဝိုင်းလဲကျွန်တော် heavy သုံးလို့ရပါတယ်ကျွန်တော်တို့ block ကုံဝိုင်းပေါ့နော်
ရော့အမှ heavy အဲ့လိုမျိုးကျွန်တော်ဟိုဘက်က stamina ကောရည်လေ heavy တုံးလို့ရပါတယ်ဒါမှမဟုတ် airy မန်းကြီးပေါ့ဗျာမူးနေတဲ့တက်ချမှာပေါ့ကဲဟုတ်ပြီဟဲ့လာရလက်လုံးနေဟာအေးတေးရောဟဲ့အဲ့ airy မင်းငါမုံလို့ရတယ်ကွာကြည့်ရောကွာရော့ဖုံးရှော့ငါရော့တာဟာအေးထိုးခံနေရပြီဘလောနဲ့ကရော့အာတော့ perfect dodge မရပါဘူးရော့ဒီ game မှာပေါ့နော်ကျွန်တော်တို့တော့က no ဖို့လိုပါတယ် enemy ဘက်ကပေါ့နော်တော့က no ပါရင်ကျွန်တော်တို့နိုင်ပါပြီဒါပေမဲ့ fight day side အစ်စ်ကတော့ဗျာသူပေါ့နော် fight day side အစ်စ် white ass ဆိုလားအကောင်ကကြတော့ပေါ့နော်၄က no မှရမယ်အကောင်ဟာရောက်ရေးလိုက်လန့်နေတယ်ထွက်လိုက်တော့မယ်ကွာအကျဉ်းရောတာဒါမှတကယ်လို့ဗျာကျွန်တော်တို့ဒီမပွဲတွေပြီးသွားကျွန်တော်ပတ်စံ900ရပါတယ်နောက်ပြီးစပင်နေလဲရပါတယ်ဘာစပင်လဲဆိုပေါ့နော်ဒုံပေါ့နော်ဒုံအဲ့လိုဟာတွေလဲကြရကျွန်တော်ရှားပါတယ်အဲ့လိုမျိုးပေါ့နော်တခုရရဗျာရှောက်ရemote စပင်တို့ဘာစပင်တို့ညာစပင်တို့အဲ့လိုမျိုးပေါ့နော်ဒီ emote တို့တော့မကပြတော့ copyright မိမှာဆိုလို့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာဝယ်လို့ရတယ်ဒါကတော့ဒီတော့ကတော့ not come down effect တွေပေါ့နော်ဒီမှာကတော့လက်ဝိတ်တွေဖောက်လို့ရပါတယ်3000နဲ့ပါကျွန်တော်ကတော့မွေးနေလို့မဖောက်ပြရတော့ပါဒီမှာပေါ့နော်အခန်း down effect တွေကဲကျွန်တော်အခုရတော့ကျွန်တော်တို့ဟိုပေါ့နော်ကိုဘဏပွဲဆော့ပြီးဘဏပွဲနိုင်လဲဆိုရင်အဲ့လိုမျိုးပေါ့နော် rest ဆော့လို့ရတယ်ဒါကတော့ quad ဆိုတာတော့ကျွန်တော် daily quad ရှိမယ် title ရှိမယ်ဒါမှမဟုတ် limit ရှိမယ် limit ကတော့ပတ်သက်ဖို့ရတယ်ပေါ့နော်ကဲကုတ်ကတော့ကျွန်တော်တို့ခုခဲမှာအတိုင်းတဲ့ပေါ့ဆိုကြီးကုတ်ဆိုပြီးရှာလို့ရပါတယ်ဒီနားမှာပေါ့နော်ကုတ်ကိုရှာပြီးထည့်လိုက်ပါအဲ့ဆိုရတော့တချို့တလီတော့ရတယ်ပေါ့နော်ဟာရောက်ရေးပေတရာဦးကျော်ကြီးတဲ့ဟေးတော့အလျှောက်ထိုးကွာရော့အာရောက်ရေးလောက်ကြပါကျွန်တော်ပေါ့နော်ဒီပေါ့နော်ကျွန်တော်ဒီစကေကိုဘယ်လိုလုပ်လဲဆိုကျွန်တော်ပေါ့နော်အဲ့ဒီကာရိုက်တာဆိုတာရှိရဗျအဲ့တဲဝင်လိုက်နောက်ပြီးကျွန်တော်တို့လိုချင်တယ်ပေါ့နော်ကျွန်တော်လိုချင်တာပေါ့နော်ဒီမှာနော် FA ကာရိုက်တာဆို FA edit ဆိုတာရှိရဗျအမှယူလိုက်နောက်ပြီးကိုလိုချင်တဲ့ဟာပေါ့နော် epo ကျွန်တော်ကတော့ epo ပဲယူလိုက်တယ်မှာပေါ့နော်ကျွန်တော်တို့ကြာလာပြီကြာလာရေကျွန်တော်ဘိုင်းဆိုတာမရွေးပါနဲ့ဘိုင်းကတော့ရိုးပန်းနဲ့ဝယ်ရမှာပေါ့နော်ကျွန်တော်တို့ဟိုထိတ်ဆိုတာပဲနေပါဒါဆိုရင်တော့ကျွန်တော်စိတ်တိုက်ချင်းလို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်သိတာအကုန်ပြပြီးသွားပါပြီနောက်လာမယ့်ဗီဒီယိုကြမှာပြတွေ့လိုက်ရအောင်